လူတိုင်းမှာအခြားသူတွေကိုပြောပြလို့မဖြစ်တဲ့ကြံရတွေအခက်ခဲတွေကိုယ်စီရှိတတ်ကြပါတယ်။ဒီခါတလေပင်ပန်းလို့လဲကျသွားခြင်းစိတ်ဖြစ်ခဲ့ရင်တော့အမြန်ဆုံးပြန်ထားဖို့အာယူခဲ့တဲ့အချိန်တွေလည်းအများကြီးရှိကြတာပေါ့။သိကြတာတခုကငါဟာသူများတွေထင်တာထက်အများကြီးတန်ပါတယ်ဆိုတာရင်မနှက်ဖြန်တိုင်းမှာငါအတွက်အသက်စတင်မှုအခွင့်အရေးတွေစောင့်နေတယ်ဆိုတာတော့ဘယ်တော့မှမမေ့ဖို့အရေးကြီးပါရဲ့နော်မနှက်ဖြန်ဆိုတာဟိုလာတဲ့ယုံကြည်ခဲ့ရင်ဒီနေ့ရဲ့ဒုက္ခတွေကိုဘာကြောင့်ညှိတွားလို့နေမလဲအိမ်မက်တွေကိုလည်းမပြစ်ပါနဲ့ဟိုညလုံးနဲ့ပန်းပွင့်ငယ်လေးတွေတော့ကြမ်းတမ်းလုံးနဲ့မြေပြင်ကိုကြော်လို့ပေါက်ထွက်ခဲ့တာပဲစိတ်မလျှော့ပါနဲ့အာတင်ပါတွေ့